ခွေးလေးတစ်ကောင်ကမြေကမ်းနားမှာရေလာတော့ပါတယ်မတော်တဆရေစီးနဲ့မျောပါလာတဲ့တစ်တုံးပေါ်တက်မိသွားပါတယ်ခါကြလို့ဘေးဘီကိုကြည့်လိုက်တော့မှမြစ်လေကိုရောက်နေမှန်းသူသိလိုက်ရပါတယ်ဒါကိုမြင်တော့သူအရန်ကြောက်သွားပါတယ်ဘာလို့လဲဆိုတော့သူကရေမကူးတက်လို့ပါအဲ့ဒီအချိန်မှာပဲကြက်တူရွေးတစ်ကောင်ကကောင်းကင်ကနေပြန်ဆင်းလာပြီးမကြောက်နဲ့ငါ့ကိုယုံပါရည်တဲ့ခုံချလိုက်ရင်ဘာမှမဖြစ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ခွေးလေးကအရန်ကြောက်နေရတယ်တစ်တုံးပေါ်မှာပဲခောက်တုံးခောက်ပြန်ရှောက်နေမိပါတယ်ခွေးလေးကကြောက်လုံးလို့တတိမမွေးနိုင်မှန်းကြက်တူရွေးတီးလိုက်ပါတယ်ဒါကြောင့်ကြက်တူရွေးကအသားလေးတွန်းလိုက်တော့ခွေးလေးရေထဲကျသွားပါတယ်ခွေးလေးကသူရေနစ်တော့မယ်လို့ထင်လိုက်ပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတာကသူ့ခန္ဓာကိုယ်ကအလိုလျောက်ရေပေါ်လာပါတယ်စူးစမ်းကြည့်ပြီးတဲ့နောက်မှာသူကန်းဆက်ကိုဘေးကင်းစွာရောက်သွားပါတယ်ဒါကိုမြင်တော့ဒီခွေးလေးဟာလမ်းပြောင်းနေတဲ့အိမ်မွေးခွေးလေးမှန်ကြက်တူရွေးနားလည်လိုက်ပါတယ်သူကရေလဲမကူးတတ်တယ်လို့အစာလဲရှာမစားတတ်ပါဘူးဗိုက်စာလာတဲ့အခါတစ်ကိုင်းချောက်တွေကိုကိုင်ဝါနေပါတယ်ဒါကိုမြင်တော့ဒီတိုင်းဆိုခွေးလေးငက်တေသွားလိမ့်မယ်လို့ကြက်တူရွေးစိတ်ပူသွားပါတယ်ဒါကြောင့်ခွေးလေးကိုအမဲလိုက်တင်ပေးဖို့ကြက်တူရွေးစဉ်းစားလိုက်ပါတယ်နှစ်ကောင်သားယုံဖမ်းဖို့စူးစမ်းကြပါတယ်ယုံတွေကအယမ်းမြန်ပါတယ်အချိန်ချင်းစူးစမ်းပြီးမှတနေ့မှခွေးလေးကယုံတစ်ကောင်ကိုဖမ်းမိလိုက်ပါတယ်ဒါပေမဲ့ယုံလေးကအရန်ချစ်ဖို့ကောင်းနေတော့ခွေးလေးကမစားရပါဘူးစားစရာဘာမှမရှိတော့တဲ့အတွက်ခွေးလေးကကြောက်တုံးပေါ်ကရင်းကြီးတွေကိုစားနေရပါတယ်ဒါကိုမြင်တော့ကြက်တူရွေးကသူ့ကိုနင်းတောင်ကုန်းတွေပဲခေါ်သွားပါတယ်ခါကြတော့ခွေးလေးကထူးဆန်းတဲ့အနံ့တစ်ခုရလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒေါ်ရန်မြင့်အုပ်ကြီးပြေးလာတာကိုတွေ့လိုက်ရပါတယ်ခွေးလေးကကြောက်လန့်ပြီးတွင်းတရင်းရဲ့ဝင်ပုံးနေလိုက်ပါတယ်မြင်းတွေကသူ့ဘေးကနေဖြတ်ပြေးသွားကြပါတယ်ကြက်တူရွေးကပြန်တန်းလာပြီးခွေးလေးကိုရှာဖွေပါတယ်ခွေးလေးကိုမတွေ့တော့ကြက်တူရွေးမျက်ရည်ကျလာပါတယ်ခွေးလေးတည်ပြီးလို့သူထင်လိုက်တာပါတကယ်တော့ခွေးလေးကအဲ့ဒီတွင်းထဲမှာပဲပုံနေတာပါကြက်တူရွေးကအပြင်ထွက်ခဲ့တော့လို့ပြောပါတယ်ဒါပေမဲ့ကြောက်လန့်နေတဲ့ခွေးလေးကဘေးနားကကြံခင်းနဲ့ပြေးဝင်သွားပါတယ်အဲ့ဒီမှာဆိုလုံခြုံမယ်လို့သူထင်နေတာပါခြေလမ်းအနေငယ်လက်လိုက်တာနဲ့အစိပ်ပြင်းတဲ့မွေတစ်ကောင်နဲ့သွားတော့ပါတယ်ခွေးလေးနောက်ဆုတ်ပြေးတော့မိခိုးတွေနဲ့တွေ့ပြန်ပါတယ်သူလေးသက်လေးတန်ပိတ်မိနေပါပြီအဲ့ဒီအချိန်မှာအပေါ်ကနေကြက်တူရွေးကလမ်းပြပေးလို့ခွေးလေးလွတ်မြောက်သွားပါတယ်အခုတော့ခွေးလေးကကြက်တူရွေးကိုအရန်ကျေးဇူးတင်နေပါပြီအဲ့ဒီအချိန်မှာပဲကြက်တူရွေးအုပ်ရောက်လာကြပါတယ်အားလုံးပျော်ရွှင်နေကြပါတယ်ကြက်တူရွေးကသူ့ဖော်တွေနဲ့လိုက်သွားရတော့မယ်သူတယောက်တည်းဆက်သွားရတော့မယ်ဆိုတာခွေးလေးနားလည်လိုက်ပါတယ်ဒေါ်ထဲမှာအိမ်မွေးခွေးလေးတစ်ကောင်အတွက်ရှင်တန်ဖို့အရန်ခက်ခဲပါတယ်ရန်နေငယ်ကြတော့သူပင်ပန်းပြီးစားလောင်မသိက်ကမြေကြီးပေါ်လဲကျသွားပါတယ်ရုတ်တရက်မိုးတိမ်တွေဖုံးလွှမ်းလာပြီးမိုးရွာလာပါတယ်ခွေးလေးကသူ့ကိုယ်သူတရုတ်တိုက်ဆွဲပြီး၆တွေ့တဲ့နေရာကိုရှာဖွေပါတယ်သူကြောက်တုံးပေါ်တက်လိုက်ပေမဲ့ရေစီးကအရန်တန်နေရတယ်အဲ့ဒီအချိန်မှာပဲခွေးပေါက်စလေးနှစ်ကောင်ရေထဲမှာပိတ်မိနေတာကိုတွေ့လိုက်ရပါတယ်ခွေးလေးကဘာမှမစင်စားပဲရေထဲခုန်ချလိုက်ပါတယ်ခွေးပေါက်စလေးတွေနားရောက်တော့ငါးကြောပေါ်တက်လိုက်လို့ပြောပါတယ်ခွေးပေါက်စလေးတွေကကြောက်ရကြပါတယ်ဒါပေမဲ့ပြောပြပြီးတဲ့နောက်သူတို့ကြောပေါ်တက်လိုက်ကြပါတယ်ခွေးလေးကအားကုန်ကူးခတ်ပြီးနှစ်ကောင်လုံးကိုကန်းဆက်စီဘေးကင်းစွာပို့ပေးလိုက်ပါတယ်အဲ့ဒီမှာခွေးပေါက်စလေးတွေရဲ့အမေရှိနေပါတယ်သူ့မျက်လုံးတွေထဲမှာခွေးလေးအတွက်ကျေးဇူးတင်စိတ်တွေပြည့်နေပါတယ်ခွေးလေးသာမရှိရင်သူ့ကလေးတွေအသက်ရှင်မှာမဟုတ်ပါဘူးအခုတော့ခွေးလေးကအရန်ပင်ပန်းပြီးမြင်လဲသွားပါတယ်ခွေးပေါက်စလေးတွေရဲ့အမေကဒီခွေးလေးကိုသူတို့နဲ့အတူခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ခါကြတော့ခွေးလေးတတိယလာပါတယ်တယောက်တည်းအချိန်ကြာကြီးနေခဲ့ရပြီးနောက်အခုတော့သူ့မှာအိမ်တစ်ခုရှိသွားပါပြီမိခင်မေတ္တာရဲ့နှွေးထွေးမှုကိုသူခံစားလိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့အမေရင်းကိုအရန်လွှမ်းဆွလာပါတယ်သူအိမ်ပြန်ချင်နေပါတယ်ခွေးပေါက်စလေးတွေရဲ့အမေကဒါကိုနားလည်ပါတယ်သူကသူ့မိတ်ဆွေကွာရားကိုခေါ်ပြီးခွေးလေးကိုအိမ်ပြန်ပို့ပေးဖို့ပြောလိုက်ပါတယ်ကွာရားကခွေးလေးကိုသူ့အိတ်ကက်ထဲထည့်လိုက်ပါတယ်ခွေးလေးအရန်ပျော်သွားပါတယ်တစုံတစ်ယောက်ကသူ့ကိုရင်းနှီးနှီးလက်ခံလာပြီးလို့ခံစားလိုက်ရပါတယ်မကြခင်မှာပဲပင်လယ်ကမ်းဆက်ကိုရောက်သွားကြပါတယ်ဒါပေမဲ့ခွေးလေးရဲ့အိမ်ကပင်လယ်ဟိုဘက်ကမ်းမှာပါအဲ့ဒီအချိန်မှာကြက်တူရွေးကလက်တကောင်ရဲ့ကြောပေါ်စီးပြီးရောက်လာပါတယ်ခွေးလေးအိမ်ပြန်နိုင်အောင်ကူညီပေးဖို့လက်ကိုတောင်းဆိုလိုက်ပါတယ်တကယ်တော့ကြက်တူရွေးကခွေးလေးကိုတိတ်တဆိတ်အမြဲဆောင်ကြည့်ကူညီပေးနေခဲ့တာပါကြက်တူရွေးကခွေးလေးကိုနှုတ်ဆက်လိုက်ပါတယ်ခွေးလေးကလက်ရဲ့အကူအညီနဲ့ပင်လယ်ကိုဖြတ်ကူးပါတယ်မကြခင်မှာပဲသူအိမ်ပြန်ရောက်သွားပါတယ်သူ့မိကသူ့ကိုမြင်လိုက်တာနဲ့အယမ်းပျော်သွားပါတယ်သူ့သားလေးပြန်ရောက်လာတာကိုသူမယုံနိုင်အောင်ဖြစ်နေပါတော့တယ်